ငရုတ်သီးအစိမ်းနဲ့ပဇွန်တိုင်းထည့်ချက်နီလိုအပ်တဲ့ပစ္စည်းတွေကရိုးရိုးလေးပါငရုတ်သီးအစိမ်းပဇွန်နဲ့ကြက်သွန်ဖြူတို့ပါဝင်ပါတယ်ငရုတ်သီးအစိမ်းအမျိုးအစားကိုကန့်သတ်မထားပါဘူးဆက်တာမစားနိုင်ရင်ချုံမီနဲ့ငရုတ်သီးကိုသုံးနိုင်ပြီးဆက်တာကြိုက်ရင်ဆက်တဲ့ငရုတ်သီးကိုသုံးနိုင်ပါတယ်ကိုယ့်ရဲ့အရသာအကြိုက်အတိုင်းရွေးချယ်နိုင်ပါတယ်ငရုတ်သီးပြင်ဆင်တဲ့အခါလက်တစ်ဖက်နဲ့ငရုတ်သီးကိုကင်ထားပြီးနောက်လက်ဖက်နဲ့ငရုတ်သီးအဖျားကိုအတွင်းဘက်တွန်းထည့်ပြီးဆွဲထုတ်လိုက်ရင်ငရုတ်သီးအဖျားတစ်ခုလုံးထွက်လာပါလိမ့်မယ်ငရုတ်သီးဆက်တာကြောင့်လက်အိတ်ဆွတ်ဖို့အကြံပြုပါတယ်ငရုတ်သီးအတွင်းပိုင်းတန့်ရှင်းမှုရှိမရှိစစ်ဆေးပြီးဖြတ်တောက်ကုန်ပေါ်ပြန်တင်ကအောက်ခြေဖျားလေးကိုဖြတ်ထုတ်လိုက်ပါဒီလိုလှုပ်ချင်းအားဖြင့်နောက်မှာပဇွန်ဖတ်ညှစ်ထည့်တဲ့အခါလီးထွက်သွားပြီးပဇွန်ဖတ်ကအောက်ခြေအထိရောက်သွားအောင်လုပ်ပေးနိုင်ပါတယ်ပဇွန်ဖတ်မှာကစီဓာတ်ပါတဲ့အတွက်အပြင်ဘက်မှာပေါ်နေတဲ့အပိုင်းကိုကစီဓာတ်နဲ့ပိတ်เสียမလို့ပဲပြန်ထွက်မသွားပါဘူးသုံးမဲ့ဟင်းခတ်အမွေးကြိုင်အားလုံးကအိမ်တွင်းသုံးရိုးရိုးပစ္စည်းတွေကြီးပါအားလုံးထည့်ပြီးကောင်းကောင်းမှွေပေးထားပါဒဲအိုးကိုအလဲလတ်အပူရှိနဲ့မီးပေါ်တင်ပါဒဲအိုးပူလာရင်စားသုံးစီထည့်ပါစီကိုနည်းနည်းများများထည့်ဖို့အကြံပြုပါတယ်ကို့အလေးချိန်ရှော့ချနေလို့ဆိုရင်စီနည်းနည်းပဲထည့်နိုင်ပါတယ်စီပူလာရင်ငရုတ်သီးတဲ့ပဇွန်ဖတ်ထည့်ထားတာကိုထည့်ပါအလဲလတ်အပူချိန်ကိုဆက်ထားပြီးငရုတ်သီးအုပ်ဟင်မှာကြားကွက်လိုအဆက်ပေါက်တွေ Tiger Skin ပေါ်လာတဲ့အထိကြော်ပေးပါတစ်ဖက်ကြော်ပြီးရင်လှန်ပြီးနောက်တစ်ဖက်ကိုလည်းဒီလိုပဲကြော်ပေးပါကြားကွက်လိုလှော့ပစွာပေါ်လာပြီးပဇွန်ဖတ်ကလည်းအပြင်ကိုထွက်မသွားပါဘူးငရုတ်တီးနှစ်ဖက်စလုံးမှာကြားကွက်လိုအဆက်ပေါက်တွေပေါ်လာရင်ကြိုတင်ပြင်ဆင်ထားတဲ့ဟင်းရည်ကိုလောင်းထည့်ပါအပူချိန်အပြင်းသုံးပြီးဟင်းရည်ကိုစုအောင်တည်ပါရေးစုလိုက်ရင်အပူချိန်တိုင်းဆက်ထားပြီးဟင်းရည်ကြိုလိုက်ပါဒဲဦးကိုလှုပ်ပေးခြင်းအောက်ထင်အရေးတွေပိုမိုလင်းဆန်စွာကျက်သွားအောင်လှုပ်ပေးနိုင်ပါတယ်ကိုကြိုက်နေတတ်တဲ့ဟင်းရည်ပမာဏအတိုင်းချိန်ကြည့်ပါဟင်းရည်နဲ့သမင်းစားရင်ဟင်းရည်ကိုတိတ်မကျူချက်ပဲထားလိုက်ပါပြီးရင်တော့ကျွေးမွေးစားသုံးနိုင်ပါပြီ